စိတ်ကြီးနေတဲ့ဆိုတဲ့အချိန်လေးမှာလူဟာကောင်းတာလုပ်ဖို့ပဲစဉ်းစားတာစိတ်မကြည်ရင်ကောင်းတာလုပ်ဖို့မစဉ်းစားဘူးနော်လောဘဒေါသတွေကြောင့်ညှဉ်းနှွမ်းနေတဲ့စိတ်ဟာကောင်းတဲ့ဘက်ကိုဘယ်တော့မှမစဉ်းစားဘူးစိတ်ကြည်လင်းနေတဲ့ပုဂ္ဂိုလ်ကဒါနလုပ်မယ်ဖျားရှိခိုးမယ်ဖျားပန်းလူအောင်မယ်ဥပုသ်ဆောင်အောင်မယ်ဆိုတဲ့အတွေ့တွေကစိတ်ကြီးနေမှာပေါ်တာအဲ့ဒါတရားရဲ့စွမ်းအားကကိလေသာဆိုတဲ့အညစ်အကြေးတွေကိုဖယ်ရှားပြစ်တာဖျားကုံကိုအာရုံပြုပြီးတော့စိတ်ဟာကြည်နူးနေတယ်ဖျားကုံဆိုတာအလုံးသိတဲ့အတိုင်းဣတိပိသောမှာပါတဲ့အရဟံသမ္မာသမ္ဗုဒ္ဓဆာတဲ့ခုံတွေပဲအဲ့ဒီခုံတွေရဲ့အနှစ်သာရတွေအဲ့ဒီခုံတွေရဲ့တကယ်ပုံရိပ်တွေကိုစိတ်ထဲမှာကြည်နူးဝမ်းသာစွာရှုမှတ်ပြီးတော့တရားစိတ်တွေတဘွားဘွားဖြစ်တယ်ကြည်ညိုတဲ့စိတ်တွေတဘွားဘွားဖြစ်တယ်စိတ်ဟာကြည်လင်းနေတယ်တရားဆိုတဲ့ဟာသူကမှန်ကန်စွာသိတဲ့ပညာနဲ့မှသူကလမ်းဖြောင်းတာတာမန်ယုံကြည်တာပြုဖို့ပဲနဲ့တကယ်ကိုမြတ်စွာဘုရားဟာအရဟံဂုဏ်နဲ့ပြည့်စုံပါပြီတဲ့သမ္မာသမ္ဗုဒ္ဓဂုဏ်နဲ့ပြည့်စုံပါပြီတဲ့လို့ဂုဏ်တော်တစ်ပါးချင်းတွေးရင်းကနေပြီးတော့ဘုရားပေါ်မှာကြည်နူးမှုတွေယုံကြည်မှုတွေဆုံးဖြတ်ချက်ချမှုတွေပေါ်လာတယ်အဲ့ဒါကိုအဝိဇ္ဇပတ္တာလို့ခေါ်တယ်အဲ့တော့ယမယံခတရားထုတ်တဲ့ပုဂ္ဂိုလ်တွေဟာဘုရားကုံကိုအာယုံပြုပေးရတယ်ဝိပဿနာတရားအထုတ်ပြီးဆိုရင်ဝိပဿနာတရားကယုတ်တရားနံတရားတွေရဲ့ဖြစ်မှုပြတ်မှုတွေကြီးပဲတွေ့ရတဲ့အခါမှာဝိပဿနာက6ကက်ကစိတ်ပြည့်စရာတွေကြီးပဲတွေ့လာတတ်တယ်ဒါမို့ဝိပဿနာဒုက္ခတာအတ္တနာလို့ဆိုတယ်ဝိပဿနာဟာမကျေနပ်စရာဒုက္ခရဲ့ဒုက္ခနဲ့နီးတယ်လို့ပြောတာဘာလို့ဆိုအပြစ်တွေကြီးပဲကြည့်ရတာဝိပဿနာဆိုသင်္ခါရတရားတွေခန္ဓာရဲ့အပြစ်တွေနော်ကျုံနံတို့ရဲ့အပြစ်တွေဒါတွေပဲရှိတဲ့အခါကျတော့စိတ်ဟာကြည်လင်အေးမြတ်မှုမရနိုင်အပြစ်တွေကြီးပဲတွေ့နေတာအဲ့ဒီလိုအချိန်မျိုးမှာဖျားကုံလေးကိုအာယုံပြုပြီးတော့ကိုယ်စိတ်အားကိုမြင့်တင်ပေးရတယ်တရားစွမ်းအားတွေတက်လာအောင်တစ်ခါလုပ်ပေးရတယ်အဲ့တော့ဝိပဿနာတရားအထုတ်တဲ့ဆိုဝိပဿနာတရားကြီးအထောက်ရတာမဟုတ်ဘူးစိတ်ကိုလူရဲ့စိတ်ဆိုတာပုံမှန်မဟုတ်ဘူးလူရဲ့စိတ်ကတစ်ခါတလေကျတော့တိတ်ပြီးတော့စိတ်အားတွေကတက်တယ်အဲ့ဒီခါကျလျှော့ပေးရမယ်တစ်ခါတလေကျတော့စိတ်ဓာတ်တွေကကျတယ်ကျတဲ့အခါမြင့်တင်ပေးရစိတ်ဓာတ်တက်နေရင်လည်းလမ်းချော်တယ်စိတ်ဓာတ်ကျနေရင်လည်းလမ်းချော်တယ်စိတ်ယောဂမှာဆိုရင်စိတ်ထယောဂစိတ်ကြွယောဂစိတ်ပွားယောဂဆိုတာရှိသေးတယ်နော် psychology မှာစိတ်ပွားနေတယ်ဆိုတာဘာမှတွေးလို့မရအောင်ခေါင်းကုတ်လို့မရဘူးစိတ်တွေပွားနေတယ်ရှုပ်ပွားနေတယ်နော်စိတ်ကြယောဂစိတ်ဓာတ်တွေကျနေတယ်စိတ်ထယောဂစိတ်တွေတက်ကြွလွန်နေတယ်အဲ့ဒီလိုစိတ်တွေဟာပုံမှန်မဖြစ်တဲ့အခါကျတော့ပုံမှန်ဖြစ်သည့်ထိအောင်ပြုပြင်ပေးရမယ်သူပြုပြင်ပေးရဘောဓိပက္ခိယတရားဘုဇင်9ပါးဆိုတဲ့တရားဟာအဲ့ဒီစိတ်ရဲ့ပုံမှန်မဟုတ်တဲ့အနေအထားတွေကိုအတိုင်းအတာတစ်ခုရဘောဓိပက္ခိယတရား9ပါးဘုဇင်တရား9ပါးတဲ့ကရှစ်3ပါးကိုစိတ်ဓာတ်တွေကျနေတဲ့အခါမှာရှစ်3ပါးကိုပွားရမယ်ဓမ္မဝိစီယဝိရိယပီတိဆိုတဲ့အဲ့ဒီဘုဇင်3ပါးကိုပွားရတယ်စိတ်ဓာတ်ကျနေတဲ့အချိန်မှာတက်လာစိတ်တရားဒါတက်နေတယ်နော်ပြင်းထန်လွန်နေတယ်ဆိုရင်ပြန်ချအဲ့ဒါကြပါနဲ့ချပတ္တတိသမာဓိဥပိ္ပခာဆိုနောက်ဘုဇင်3မျိုးနဲ့ချတတိကအတက်အကျကိုသိအောင်စောင့်ကြည့်ရမယ်အဲ့တော့ဘုဇင်9ပါးဟောတာအလကားမဟုတ်ဘူးမြတ်စွာဘုရားဘုဇင်9ပါးကကမ္မဋ္ဌာန်းအထုတ်တဲ့အချိန်မှာသူကထိန်းကြည့်ဖို့ဟောတာဒါအမှန်တမ်းခဲနေထိန်းကြည့်ပေးရမယ်မထိန်းလို့ရှိရင်လိုရစခန်းမရောက်နိုင်ဘူးအလုံးဟာ balance ဖြစ်ရမယ်နော်တည်ငြိမ်နေရမယ်ဒါကြောင့်စိတ်တက်နေစိတ်တွေတက်ကြွနေလို့ရှိရင်တစ်မျိုးစိတ်တွေကျနေလို့ရှိရင်တစ်မျိုးအလုံးကိုထိန်းကြည့်ပေးရတယ်တို့ဆိုလို့လေကမ္မဋ္ဌာန်းထုတ်တဲ့အခါ guideline ပေးတာပဲဘုဇင်9ပါးဆိုတာအဲ့ဒါတွေလည်းသတိထားရတယ်ပေါ့တရားအထုတ်တဲ့ဆိုဒီတိုင်းပဲအထုတ်နေလို့မရဘူး